မင်္ဂလာပါ။ဒီဆိုဆူရှီယာနေပူပီယံဝယ်ရသူတွေပြောချင်ပါတယ်။ဆူရှီယာနေပူပီယံဝယ်ရဆိုလို့ရှိရင်24နာရီအတွင်းပူပီယံလေးကိုဝင်ပေးပါ။ဘယ်လိုလဲဆိုတော့ဒီ24နာရီအတွင်းဝင်မယ်ကြာမှဝင်နေဆိုလို့ရှိရင်ဆိုလို့အနေနဲ့အပေါ်ပြန်ဆွဲရတာနည်းနည်းတော့ခက်တယ်ပေါ့နော်။အဲ့လိုနေတာလေးရှိလို့အတွက်ပူပီယံလေးကို24နာရီအတွင်းဝင်ပေးပါ။နောက်တစ်ချက်ကကြတော့ဆူရှီယာနဲ့ expert ပူပီယံအဓိကပေါ့နော်။နောက်ထပ်ရတဲ့ပူပီယံလေးရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ဒီကျန်းကျန်းပူပီယံနောက်ပြီး online ပူပီယံ hub ပူပီယံနဲ့ video ပေါ့နော်အဲ့ဒါလေးဝင်လို့ရပါတယ်ပူပီယံကိုပူပီယံနဲ့ပတ်သက်ပြီး error တစ်ခုခုပေါ့နော် error တစ်ခုခုတက်ခဲ့လို့ရှိရင်ပူပီယံကိုဒီတိုင်းပေါ့နော်ဒီ messenger နေပြီးတော့ error ဘယ်လိုပြောရမလဲဝင်လို့မရတော့အမကြီးဝင်လို့မရတော့ညီမလေးတို့လာမပြောနေသီလားအဖြစ်ဆိုလဲဆိုတော့အဲ့လိုမျိုးလာပြောတာထက်ကိုပေါ့နော်ဒီပို့တင်တာလည်းရှိရပေါ့နော်အဲ့လိုလာမပြောဘဲနဲ့ဒီဆွရွှေပို့ပေးရမယ့်အချက်လက်လေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ပူပီယံဖြစ်တဲ့ error ပေါ့နော်ဝင်မရအောင်ဆိုတဲ့ error လေး screenshot ပထမတစ်ခုပို့ပေးပေါ့နော်နောက်တစ်ခုကကြတော့ဒီ social နဲ့ပူပီယံဝယ်သွားတဲ့ date နဲ့နောက်လို့ရှိရင်ပူပီယံဝယ်လို့ရှိရင်ပို့ပေးတဲ့ key ပေါ့နော် key ဒါမှမဟုတ်လို့ရှိရင်mail နဲ့ password ပေါ့နော်အဲ့လိုမျိုးဟာလေးကို screenshot လေးရိုက်ပြီးတော့ပို့ပေးပါအဲ့ဒါမှတာလင်ဆိုတဲ့ဘက်ကနေပြီးတော့အဲ့ဒါလေးကိုအလွယ်ဆုံးစစ်ပြီးတော့အချိန်တိုအတွင်းဘယ်လိုမျိုးဖြစ်ရှင်းပေးရမလဲဆိုတာလေးပြောပြလို့ရမှာဖြစ်ပါတယ်အားကြောင့်မလို့အရေးကြီးဆုံးပေါ့နော်တခုခု error တက်တယ်ဆိုလို့ရှိရင်ဝင်မရဘူးမာကြီးလုံးမရဘူးမာကြီးဆိုပြီးတော့လမ်းပြောပါနဲ့အဲ့လိုမျိုးလေးအတိအကျလေးပို့ပေးဖို့ပို့ပြီးတောင်းဆိုပါတယ်နော်နောက်တစ်ချက်ကကြတော့location နဲ့ပတ်သက်ပြီးပြောမယ်ပေါ့နော် location နဲ့ပတ်သက်ပြီးတော့ဒီ Thailand location ဆိုအခုအရင်ဖြစ်ကြတယ်ပေါ့နော်ပူပီယံလာဝယ်လာပြီးလို့ရှိရင် Thailand location ကအခုတလောကြာတော့ဘာဖြစ်ကြလဲဆိုတော့Wi-Fi နဲ့ဆိုရင်ချိတ်ပါတယ် data နဲ့ဆိုလို့ရှိရင်နည်းနည်းလေးလဲတဲ့ဘိုင်းမှာရှိပါတယ်အဲ့ဒါ mobile ပေါ်မှာလည်းမူတည်သလို data ပေါ်မှာလည်းမူတည်တာပေါ့နော်အားကြောင့်မလို့ Wi-Fi နဲ့ဆိုလို့ရှိရင်လုံးဝကောင်းပါတယ်တကယ်လို့ပေါ့နော် blue mat စာပြည့်အတွက်သုံးမှာဒါမှမဟုတ်ရင် blue mat သုံးမှာဟာတွေဆိုလို့ရှိရင်တော့ကြမ်းကြမ်းနဲ့အခြားဟာတွေကိုသုံးဖို့ပို့ပြီးတော့ recommend ပေးပါတယ်တကယ်လို့တစ်ပတ်ကိုတေချာပေါင်းငြိမ်ရှင်နေဆိုလို့ရှိရင်တော့ outline တို့ help တို့ video ပေါက်တို့သုံးပေါ့နော်အဲ့ဒါကြတော့ဆိုရှိမှာဆိုလို့ရှိရင် location က video ပေါက်ရယ်ဖက်ရယ်online ရကြတော့ Thailand location နဲ့ Singapore location နှစ်ခုပဲရမယ်ပေါ့နော်တကယ်လို့ location အများကြီးသုံးရှင်နေဆိုလို့ရှိရင်တော့ jam chat နဲ့ expert ရပါမယ်အဲ့ထက်ကနေမှ Thailand location ကိုအဓိကလိုချင်နေဆိုလို့ရှိရင်တော့အဲ့လိုမျိုးရွေးချယ်ပေါ့နော်ပူပီယံဝယ်တော့မှဆိုလို့ရှိရင်ဆိုကိုဘာအတွက်သုံးပါလဲဆိုတာတစ်ချက်ပြောပေးနော်အဲ့ဒါမှအစုကနေပြီးတော့ဘယ်လိုပေးပူပီယံလေးရပေး location အတွက်အကောင်းဆုံးအဆင်ပြေတယ်ဆိုတာလေးကိုအကြံဉာဏ်ပေးလို့ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်